ဦးကျန်းရှဲရဲ့မှတ်စုစာအုပ်ထဲကကြောက်မက်ဖွယ်ပုံကျန်းတွေနဲ့ထူးဆန်းတဲ့စာသားတွေကိုမြင်လိုက်ရတဲ့အချိန်မှာဆန်းဟီရဲ့စိတ်ထဲမှာမကောင်းတဲ့အရေးအယောင်တစ်ခုဝင်လာခဲ့တယ်။တစ်ဖက်မှာတော့လူကျန်းဟာပြတိုက်ပိုင်ရှင်စီကနေဒုံဆူကဒီအမှုကိုလိုက်ဆောင်စမ်းနေတာသိလိုက်ရတာနဲ့သူ့ကိုနံပါတ်1တန်တရားရှိသူအဖြစ်သတ်မှတ်လိုက်တယ်။မြို့တစ်မြို့လုံးမှာလည်းဒုံဆူကိုအပြင်းထန်လိုက်လံရှာဖွေမှုတွေစတင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်အစောပိုင်းမြို့လေးထဲမှာနောက်ထပ်လူရုပ်ပန်းပုတ်တစ်ခုထပ်ပေါ်လာပြန်တယ်။အလောင်းကိုလေထဲမှာချိတ်ဆွဲထားပြီးအမှုပညာလက်ရာတစ်ခုလိုပြသထားခဲ့တာပါ။ဒါဟာဒီတလအတွင်းစတုတ်ထမြောက်ဖြစ်ပွားတဲ့ပန်းပုလူတက်မှုဖြစ်ခဲ့တယ်။သတင်းကိုမြင်လိုက်တဲ့အချိန်မှာတော့ဆန်းဟီရဲ့တကိုယ်လုံးအေးဆက်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့အလောင်းရဲ့ပုံစံဟာဦးကျန်းရှဲရဲ့မှတ်စုစာအုပ်ထဲမှာသူမြင်ခဲ့မှုတဲ့ပုံစံနဲ့တပုံစံတည်းဖြစ်နေလို့ပါ။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဟာလူတက်သမားကကျေတာယာတန်းကြီးရဲ့ရက်တွေကိုရွေးပြီးလူတက်နေတာတေချာသွားတယ်။တွက်ချက်မှုအေးနောက်ထပ်လူတက်မှုဖြစ်နိုင်တဲ့နေ့ကဇန်နဝါရီလ6ရက်သူတို့မှာဓားစီးဖို့အချိန်က10ရက်တာကျန်ပါတော့တယ်။အဲ့ဒီအချိန်လူအုပ်ကြားထဲမှာပုံနေတဲ့ကိုအင်္ဂါရောင်းဝယ်ကိုင်းသားတစ်ယောက်ကဒုံဆူကိုတွေ့သွားတယ်။သူဟာချက်ချင်းပဲဒုံဆူရဲ့နောက်ကိုအသေးအတန်လိုက်လာခဲ့တယ်။ရုတ်တရက်ဖြစ်ပေါ်လာတဲ့ရုံးရင်ဆန်ခတ်မှုကိုလူကျန်းလဲတတိထားမိပြီးနောက်ကနေအမြန်လိုက်လာတယ်။ဒါပေမဲ့ဒုံဆူကတိတ်မပြေးရသေးခင်မှာပဲကိုအင်္ဂါရောင်းဝယ်ကိုင်းသားရဲ့လက်ထဲကျရောက်သွားခဲ့တယ်။အဲ့ဒီကိုင်းသားကဒုံဆူကိုရက်ဆက်ဆက်ထိုးကြိတ်ပေမဲ့ဒုံဆူကတော့ပြန်မတိုက်ခိုက်ပဲလွတ်မြောက်ဖို့သာစူးစမ်းနေခဲ့တယ်။ရုတ်တရက်ပူစိန်တလက်ဝိတ်ခုတ်လာပြီးဒုံဆူရဲ့လက်မောင်းတစ်ဖက်ချက်ချင်းပြတ်ထွက်သွားတယ်။နာကျင်မှုကြောင့်ဒုံဆူအော်ဟစ်နေချိန်မှာအဲ့ဒီကိုင်းသားကတော့ပြက်ကျနေတဲ့လက်မောင်းကိုအေးအေးဆေးဆေးကောက်ယူလိုက်တယ်။ဒါပေမဲ့လက်ပြက်ရဲ့တန်ရာနေရာကနေတင်းမြစ်လိုအမြင်ပေါင်းများစွာတဖြည်းဖြည်းထွက်လာတာကိုမြင်လိုက်ရတော့သူကိုယ်တိုင်တောင်ယွင်ရှာသွားခဲ့တယ်။ပြန်ဆက်ကြည့်စမ်းဆိုရဲ့စကားနဲ့အတူဒုံဆူကလက်ကိုပြန်ဆက်လိုက်တယ်။အဲဩစရာကတော့ပြက်သွားတဲ့လက်မောင်းဟာချက်ချင်းအကောင်းဘက်ကတည်းပြန်ဖြစ်သွားခဲ့တယ်။အဲ့ဒီကိုင်းသားအအားတင်နေတော့မှပဲရှောင်းရီရောက်လာပြီးလျှက်စစ်ရှော့နဲ့သူ့ကိုမေးလဲစေလိုက်တယ်။ရှောင်းရီကဓားမြောင်ကိုထုတ်လိုက်ပြီးမင်းရဲ့ရှိုးဝက်ချက်မပေါ်ခြင်းရင်ဒီလူကိုအသက်ရှင်ခွင့်မပေးနဲ့လို့ပြောလိုက်တယ်။ဒုံဆူအန်းဝနေတော့နောက်ကနေရဲတွေရဲ့အတန်ကြားလိုက်ရတယ်။ရှောင်းရီကဒုံဆူကိုလုံခြုံတဲ့နေရာစီခေါ်သွားပြီးသူ့ဖုန်းထဲမှာသူမရဲ့ဖုန်းနံပါတ်ကိုတင်ပေးခဲ့တယ်။ငါနာမည်ကရှောင်းရီလို့မိတ်ဆက်ပေမဲ့ဒုံဆူကတော့သူမနဲ့မပတ်သက်ချင်ဘူး။သူ့အတွက်သူတို့နှစ်ယောက်ဟာတူညီတဲ့ကဘာကလူတွေမဟုတ်ခဲ့ပါဘူး။တစ်ဖက်မှာတော့ဆန်းဟီဟာသူ့တန်တရားကိုအတီးပြုဖို့ဦးကျန်းရှဲကိုကုမ္ပဏီအဆောက်အုံရဲ့အမိုးပေါ်ချင်းလိုက်တယ်။ကိုလုံခြုံရေးအတွက်အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုပါခေါ်ထားခဲ့တယ်။ဦးကျန်းရှဲကသူ့ရှိုးဝက်ချက်ပေါ်သွားပြီဆိုတာသိလိုက်တာနဲ့ဟမ်းမဆောင်တော့ဘူး။ဒါပေမဲ့အမှန်တရားကိုပြောတော့မယ့်အချိန်မှာဖုံးမိတန်ကြောင့်အခြေအနေအလုံးပြောင်းလဲသွားခဲ့တယ်။ဆန်းဟီကဦးကျန်းရှဲကလူတက်သမားလို့អော်လိုက်တာနဲ့ဦးကျန်းရှဲကသူမရဲ့ခေါင်းကိုအဝတ်နဲ့အုပ်ပြီးရဲဆက်ဆက်ထိုးကြိတ်တော့တယ်။ဝင်ထားတဲ့လုပ်ဖော်ကိုင်ဖက်ကလည်းသူ့ရဲ့အင်အားကိုမရှင်နိုင်ပဲအဆောက်အုံအဆုံးထိတွန်းပို့ခံလိုက်ရတယ်။အဲ့ဒီအချိန်မှာဒုံဆူရေးဆက်ထားတဲ့တချင်းတန်ဖုံးထဲကနေထွက်ပေါ်လာတယ်။ဦးကျန်းရှဲအဲ့ဒီတချင်းကိုကြားလိုက်တာနဲ့မျက်လုံးမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလာရတယ်။တစ်ချိန်တည်းမှာပဲဒုံဆူရဲ့မျက်လုံးကလည်းထူးဆန်းတဲ့တုတ်ပြန်မှုဖြစ်လာပြီးမျှဝေမြင်ကွင်းထပ်ပေါ်လာတယ်။အဲ့ဒီမြင်ကွင်းထဲမှာဆန်းဟီရဲ့အသက်ကအန်ရီယယ်နဲ့နီးကပ်နေပြီဆိုတာဒုံဆူမြင်လိုက်ရတယ်။ဦးကျန်းရှဲကဖုံးကင်ဖို့စူးစမ်းနေရဲ့ဆန်းဟီရဲ့လက်ကိုခြေထောက်နဲ့နင်းထားပြီးသူ့ရှိုးဝက်ချက်ကိုတီးသွားတဲ့သူကိုအသက်ရှင်ခွင့်မပေးတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တယ်။နောက်ဆုံးမှာတော့ဆန်းဟီရဲ့လေပင်ကိုအင်အားကုန်ညစ်လိုက်တယ်။လေပင်ကျိုးသွားတယ်။အဲ့ဒီတခဏမှာဒုံဆူလဲနာကျင်စွာဒူးထောက်ကျသွားခဲ့တယ်။မျှဝေမြင်ကွင်းထဲမှာဆန်းဟီရဲ့အသက်တဖြည်းဖြည်းငြိမ်းသွားတာကိုသူကိုယ်တိုင်မြင်တွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲဦးကျန်းရှဲကဖုံးထဲကတချင်းကိုနားထောင်ရင်သူ့မျက်လုံးနာကျင်ရတဲ့အကြောင်းရင်းဟာဒီတချင်းကြောင့်ဖြစ်နိုင်တယ်ဆိုတာနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပါတယ်